Gerund ဆိုတာဘာလဲဆိုတော့ verb ကနေလာတဲ့နောက် verbal noun လို့လည်းခေါ်တယ် Gerund ဆိုတာအဲ့ verb ကရိယာကို ing ပေါင်းတာပဲ verb ကရိယာဆိုတာဘာလဲဆိုတော့တည်မီဆုံးတဲ့လှုပ်ရှားမှုဆောင်ရွက်မှုတွေကိုပြောတဲ့စကားလုံးတွေပြုတယ်ဖြစ်တယ်ရှိတယ်ဆိုတဲ့စကားလုံးတွေဥပမာပြစားတယ်သွားတယ်အိတ်တယ်လာတယ်ထိုင်နေနေတယ်အဲ့လိုစကားလုံးတွေကို verb ကရိယာလို့ခေါ်တယ် noun ဆိုတာအမည်မှန်သမျှကို noun လို့ခေါ်တယ်အဲ့မှာဒီ gerund noun ဆိုတာက noun လို့လည်းလုပ်တယ်Gerund ဆိုတာက verb ကနေလာတဲ့အတွက်ကြောင့် verb လုပ်လဲလုပ်တယ်နှစ်မျိုးလုပ်တယ်ဆိုတာသိထားမယ် Gerund ရဲ့ function လောက်ဆောင်မှုနံပါတ်1 subject ပြုတဲ့သူနေရာလုပ်တယ်နံပါတ်2 object ခံရတဲ့သူနေရာလုပ်တာရှိတယ်နံပါတ်3 object preposition ရဲ့နောက်မှာနေရာရှိတယ်နံပါတ်4 complement ဖြည့်ဆွတ်တဲ့နေရာရှိတယ် complement ဖြည့်ဆွတ်တာမှာ subject complement subject ကိုထောက်ပံ့ပေးတာလား object complement object ကိုဖြည့်ဆွတ်ပေးတာလားဆိုပြီးတော့နှစ်မျိုးရှိတဲ့ထဲမှာ subject complement ကိုအဓိကလုပ်ဆောင်တယ် appositive ကပံ့ပိုးသူရှေ့ကဖော်ပြထားတဲ့စကားလုံးကိုထပ်ကျော်ပြန်ရှင်းပြတဲ့ချိန်မှာသူ့ကိုသုံးတယ်Gerund phrase ဆိုတာ gerund ရဲ့နောက်က modifier adjective modifier ဖြစ်နိုင်တယ် adverb modifier လည်းဖြစ်နိုင်တယ် object modifier လည်းဖြစ်နိုင်တယ်အဲ့ modifier လိုက်တာဖြစ်တယ်ဥပမာဖြင့် reading book read စာဖတ်တယ်အဲ့နောက်မှာ ing ပေါင်းတော့ reading စာဖတ်ခြင်းသူက gerund noun ပေါ့အဲ့ဒီ gerund noun ဒီ read ဆိုတဲ့စာဖတ်ဒီ verb ကနေလာကြောင့်မို့သူဒီ object လို့တယ် verb လို့တယ်ဆိုတော့ bok ရဲ့ဘူးလေးထည့်လိုက်တယ်အဲ့ဟာကိုထောက်ပံ့ပေးတယ်ဘယ်မှာလဲဆိုတော့ in the libraryစာကြည့်လိုက်ထဲမှာနေထောက်ပံ့ပေးတာအဲ့ဒါဒီ modifier လို့ခေါ်တယ် he enjoy သူကနှစ်သက်တယ် playing basketball ကစားရတာကို with his friend တွေ့တငယ်ချင်းနေနဲ့ play ကစားသည် verb ကို ing ပေါင်းတယ်ပါ ing Gerund noun ပေါ့အဲ့မှာ verb play ဒီ verb ကနေလာကြမို့ object လို့တယ် basketball ဆိုတဲ့ object လို့တယ်သူကအဲ့ playing ပါ ing ပြောချင်တာ playing ပါ ing ဒီgerund အနေနဲ့လည်းနေ gerund ဆိုတဲ့ noun Gerund noun ဖြစ်တဲ့ကြောင့် noun လုပ်လဲလုပ်တယ်သူက verb ကနေကြောင့် verb လုပ်လဲလုပ်တယ် verb လုပ်လို့နောက်က object ပါတယ်အဲ့တော့ gerund နဲ့ possessive တွဲအသုံးပြုပုံနဲ့ gerund possessive ဆိုတာပိုင်ဆိုင်မှုတွေဘယ်လိုဟာမျိုးလဲဆိုတော့ noun ရဲ့နောက် apostrophe ရဲ့သို့မဟုတ် s apostrophe လိုက်တာဥပမာပြ Jasmine apostrophe ရဲ့ handwriting Jasmine ရဲ့လက်ရေးအဲ့ handwriting ဆိုတာ ing writing ဆိုတာ write ကနေလာတယ် e ကိုဖြုတ်ပြီးတော့ ing ပေါင်းလိုက်တယ်သူကgerund noun ပဲနောက် apostrophe ရဲ့ပိုင်ဆိုင်ခြင်းဒီလက်ရေးကိုဒီ Jasmine ကပိုင်ဆိုင်တယ်ဆိုတော့ဒီ possessive လေးနဲ့ gerund လေးနဲ့တွဲသုံးတာပဲဖြစ်တယ်အဲ့တော့ my his her my ကျွန်တော် his သူ her သူမအဲ့စကလုံးနေhis thinking သူရဲ့တီဆိုခြင်းသူရဲ့ impress everyone လူတိုင်းကိုအားကျသွားစေတော့တယ်အဲ့တော့ his သူ sing ကတခြင်းဆိုသည်သူ ing ပေါင်းတော့ singing တခြင်းဆိုခြင်းနောက်ဖြစ်သွားတယ်သူရဲ့တီဆိုခြင်းနောက်ဖြစ်သွားတယ်သူက his ဆိုသူ possessive နဲ့နောက်ကတွဲလိုက်တယ်အဲ့ကြတော့နံပါတ်5ခုမြောက်ကgerund plus object plus adverb gerund ဒီ verb ကနေလာတဲ့ဟာမို့လို့ gerund ဒီ